3D model တွေဆွဲတဲ့အခါမှာတပ်ပုံတွေကို down မယ် save မယ်ဆိုရင်သူက WEB ဆိုတဲ့ web file တွေပေါ့နော်တခါဒီမှာလည်း JPEG တွေ PNG ဖြစ်တယ်ဒါပေမဲ့ဒီလို WEB file တွေဆိုရင်ကျွန်တော်ပြန်ပြောင်းရ type တွေပြောင်းရတဲ့လုပ်ရှုပ်တယ်အဲဒီတော့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော် plugin လေးတစ်ခုနဲ့ပြောပြပေးမယ်ရတော့ line ပေါ်မှာ page reference ကိုရိုက်ချလိုက်ပဲ okay သူကဝယ်သုံးမယ်ဆိုရင်တော့$8ရှိရပေါ့နော်ဝယ်မသုံးချင်ဆိုရင်အောက်မှာ share web download ဆိုရှိတယ်အကောင်လေးနှိပ်လိုက်ပေါ့ဒီကောင်လေးရလာလိမ့်မယ် okay အဲ့တော့ဒီမှာ page reference image ကျွန်တော်တို့ 3D master ကိုပြစ်ထည့်လိုက်မယ်English version ရွေးထားမယ် next ကိုနှိပ်မယ် I accept next ဘာလို့ဆရာမလို့ next ပဲနှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ yes ကိုနှိပ်ပေးလိုက်မယ်ပြီးတော့ finish okay အဲ့တော့ဒီမှာ icon လေးပေါ်လာလိုက် base reference image ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုရင်ဒီ box လေးကြာလာလိမ့်မယ်အဲ့တော့သူကဒီ window ဟာလေးပျောက်ရှင်ဒီမှာပြထားတဲ့ number လေးနှိပ်ပေးရမယ်ပေါ့နော်ဒီမှာ1ကိုနှိပ်ဆိုရင်1ကိုနှိပ်ပေးလိုက် okay အဲ့တော့ဒီကောင်လေးကဘယ်လိုအလုပ်လုပ်လဲဆိုရင်ကျွန်တော်ဒီမှာဆွဲမယ်ပေါ့ဒီကောင်လေးကို copy image ဆိုပြီးနှိပ်လိုက်မယ်ပြီးရင်သွားပြီးဒီမှာ paste reference image ဆိုနှိပ်လိုက်မယ်ဆိုရင်တန်းရောက်လာအဲ့ဒီမှာ front view top view ပြောင်းလို့ရတယ်ခုကြိုက်တယ်လို့နော် front view ကဆွဲမယ်ဆိုရင် front ထားလိုက် okay အဲ့တော့ဒီကောင်လေးကနောက်တစ်ခုပါကောင်းလဲဆိုရင်ဟုတ်လားဒီမှာ dimension ကိုကြည့်ပေါ့နော် product dimension မှာဆိုရင်တို့ width depth height ဆိုကြီးရှိတယ် height ကတော့28လက်မရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဒီထိပ်ကနေဒီအောက်ကို28လက်မပေါ့အဲ့တော့သူ့ကိုကျွန်တော်တို့ scale ပြန်ညှိမှဆိုရင်အောက်မှာ reference site face ဆိုတာလေးနှိပ်လိုက်မယ်အဲ့ဒီမှာ select reference plane ဆိုတာကို click နှိပ်ပြီးတော့ဒီမှာ select ပေးလိုက်မယ်ဒါဆိုရင်ရောက်လာပြီပြီးတော့ကျွန်တော်တို့အဲ့မှာဒီက dimension တစ်ခုခုကိုရွေးခဲ့လိုက်ပေါ့နော်ကိုက width ကိုလုပ်မယ်ဆိုရင် width ဒီမှာ28 inches ပေါ့နော်ရှိရဆိုရင်အောက်မှာ28 inches ပေါ့နော်အဲ့တော့အရင်ဆုံး unit ကိုလည်းသတိထားရမယ်ပေါ့နော် unit setup မှာကျွန်တော်တို့ generate unit ပြောင်းလာတယ် system unit မှာလည်း inches ဖြစ်နေရမယ် okay ပြီးတော့ရင်တော့ step measure ကိုနှိပ်လိုက်မယ်ပြီးရင်ဒီအောက်ကနေပြီးတော့အပေါ်ကိုကျွန်တော်28လက်မဆိုရင် click နှိပ်ထားမယ်ပြီးရင်လွတ်တဲ့နေရာမှာ click တစ်ချက်ထောက်လိုက်ဒါဆိုရင်သူက scale ညှိပြီးသွားပြီပြီးရင်တော့ဒီကောင်လေးတစ်ချက်ထောက်လိုက်မယ်သူရဲ့ gizmo ဒီနားကိုရောက်နေတယ်အဲ့တော့ဒီ tab လေးကိုတွားလိုက်ပါတော့ hierarchy ဆိုတဲ့ tab မှာ alpha pivot only center to object နေလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ0 point ကိုပြန်ထားလိုက် okay ဒီကောင်လေးက28လက်မရှိလားမရှိလားကျွန်တော် pause လေးတစ်ခုဆွဲကြည့်မယ်ဟုတ်လား height က28 inches ပေါ့ချက်ကြည့်လိုက်မယ် front view တွားလိုက်မယ်ဆိုရင်ဒီမှာ28လက်မကွတိပဲပေါ့နော်သူကတစ်ခု dimension တစ်ခုထည့်လိုက်တာနဲ့ရတယ်ပေါ့နော် width ကိုတိုင်းမယ်ဆိုရင်လည်းရတယ် width ကကြောင့်ကျွန်တော်တို့မှာ34လက်မအဲ့တော့အောက်မှာလက်ပေးထားပါတော့34ရိုက်လိုက်မယ် front view ကသွားမယ်ပေါ့နော်သွားကြည့်မယ် step measure နေမယ်ဒီကနေပြီးတော့ဒီဘက်ထိပ်ဒီက34လက်မဟုတ်လားပြီးရင်လွတ်တဲ့နေရာမှာ click နှိပ်လိုက်ဒါဆိုသူ34လက်မ34လက်မရှိလားမရှိလား pause လေးကိုတစ်ချက်တိုင်းကြည့်မယ်နော်34လက်မ order x ကိုနှိပ်ကြည့်မယ် copy ပဲเนาะသူကတော့ copy image လေးလုပ်လိုက်တာနဲ့တန်းရောက်လာတယ် keyboard မှာ control C နှိပ်ပြီးတော့လည်းဒီဘက်မှာ paste reference လေးနှိပ်လိုက်ရတယ်ပေါ့နော်တခြားဟာတွေလည်းကြိုက်လို့လုပ်လို့ရတယ်ပေါ့နော်copy image paste reference front view သွားမယ် okay ဒီကောင်လေးကိုလည်း dimension ပြန်သတ်မှတ်မယ်အမှ reference site sorry reference site ဆိုတဲ့နေရာပြန်သွားမယ် select ပြီးထားမယ်အဲ့တော့ဒီကောင်ကျတော့ height ကိုပဲတိုင်းလိုက်တော့မယ်ပေါ့နော်28ပေါ့ step measure ဒီအောက်ကနေပြီးတော့အပေါ်28
လက်မှာလွတ်တဲ့နေရာ click ထောက်လိုက်မယ်ရောက်သွားပြီပြီးသွားရင်เนาะ hierarchy သွားမယ် for pivot only center to object click နေမယ်0 ကိုလေးနေမှာပြန်ထားလိုက်မယ်ဆိုရင်တခါတည်း dimension ညီပြီးသားပေါ့เนาะ okay အရင်လို့ UVW map တွေကပ်ပြီးတော့လုံးနေကြလည်းမလုံးဘူးเนาะရန်သုံးဝင်နဲ့ base reference image